ဖះသွားလွမ်းတက်ဖះရှိရောက်ပြီမဲ့တရားမတွေ့တော့တဲ့နေ့များပါပဲရှိရဲ့လွမ်းစရာကိုပန်းဖြစ်ပြောခဲ့ပြီးတစ္ဆာပန်းကိုတော့မင်းမှုရှံခဲ့တယ်ကိုတွေးထားသလိုစားဆိုလေငင်းကလေးတဲ့ကိုတို့အပြန်စိတ်ဝင်ကြရင်ကြာပန်းတွေကိုကြာပါတဲ့နေ့နဲ့ဖះတွေမှာလူကြမယ်စီမီကိုတက်စိတ်ကပ်ပြီးဒီကပ်ဘေးကြီးကြောင်းပြောပြီးရည်ကြမယ်မင်းကမင်းပေါ်ကပါကလေးပခုံးမှတင်ပြီးကိုကမင်းတန်ဖျားလေးမှာပုံးကိုအိမ်မယ်နှစ်ကိုကြားစကားပြောတဲ့အခါနာမောအကြောင်းမပြောဘူးဘာသာရေးအကြောင်းမပြောဘူးဒီမိုကရေစီအကြောင်းမပြောဘူးကြပြအကြောင်းမပြောဘူးပြီးတော့ဒီဘဝအကြောင်းလည်းမပြောတော့ဘူးပဲမင်းစပယ်နွဲ့နွဲ့ကလေးအကြောင်းပြောမယ်မင်းမျက်ကုံပေါင်းပေါင်းကလေးအကြောင်းပြောမယ်မင်းအပြုံးနုနုကလေးအကြောင်းပြောမယ်ဖះမရှိတော့တဲ့ကာလတဲ့ကို့မှာမင်းရှိတဲ့အကြောင်းပြောမယ်တစ္ဆာပန်းပိန်ကလေးတွေပြူရတဲ့ရှိရည်နိဒာကန်းဆက်ကလေးတွေကချစ်စရာသမီးငယ်လေးအကြောင်းပြောပြီးပြောကြမယ်ကိုတွေးထားသလိုသာဆိုအရှိရည်ဖះကိုသွားပြီးမဲ့ဖះစီကိုမရောက်ခဲ့ဘူးရှိရည်ဖះမဖြစ်တဲ့အတူတော့ဖះစုလည်းမပန်တော့ပါဘူးကွယ်ကိုပြန်လာရင်မင်းဖို့ပန်းစရာပန်းကလေးပဲကိုခူးခဲ့မယ်ကိုယူခဲ့တဲ့မျက်ခုံးကန်ကန်ကလေးခွေးရရှိရင်ယိုးနေ